မမေစာမတင်ချင်ပါဘူးမမေစာမတင်လို့ရှိရင်မမေကိုအန်ဒီဝိုင်းဖိန်ကစင်းရင်းကိုညှက်ကြမှာပေါ့မမေမှာတားတက်အောင်လို့ရှိနေတာကိုမမေစာတင်ဖို့မလိုပါဘူးမယောင်ယောင်တကောကျမတပည့်ကိုခေါ်ပါလားစပိတ်လာတော့မေတကောငါအိမ်ရောက်တပည့်ကိုခေါ်ကြလားဝဲစရဲ့ကျမလည်းအခုပဲလာပြီးတော့မို့ပါရော့ဒီမှာ2တောင်းဟဲ့2000မေးလားနင်က9000ကျန်သေးရဲ့မဝဲစိတ်မဝဲစိတ်ကျမကိုပြော29,900ဆိုတကယ်သားတွက်ကြည့်လိုက်တော့လေ24,500ပဲအဲ့ဒါမဝဲစိတ်4,500ပဲထပ်ပေးရတော့မှာနော်ဟဲ့ဘမလည်းပြောမဝဲစိတ်ကျမသားတေချာတွက်ပြလားတားရဲ့လောင်းဟုတ်မေမပြောလိုက်အောင်ကျမသားရှင်းပြလိုက်မမျိုးတွက်ပြတယ်လို့မျိုးဒီမှာဟုတ်တယ်လေဒါတကြံလုံးတွက်ထားတာဒီမှာအန်ဒီဝိုင်းဖိန်ကဖိန်ရင်တစ်ခုကို1000လောက်တိုးတာအေးပါပေးအဲ့လိုပြောမခံရုံဆိုလို့ရှိရင်လည်းနောက်မယူနဲ့ငါအများကြီးမှန်လားအစင်းကနင်တို့တူးတည်းမဟုတ်ဘူးမဝဲစိတ်ရဲ့ကျမတို့ကမရှိလို့ယူရလေမဝဲစိတ်တေချာတိတိကျကျတွက်ပေးပေါ့အေးအခုကျန်တဲ့4500ပေးဖို့နော်နင်လုပ်ထားလာပေးမယ်ပြီးရောတော်သေးရပေါ့ငါသားလေးတွက်ပေးပြီမမေတက်လေတမုံမစားပိုင်ပတ်စံဖူးပြီးတော့ရွှေနိုင်ငံပလာဆောက်လေးဝယ်လာတယ်မမေစာတင်ရမယ်နော်တားရဲ့မမေစာမတင်ချင်ပါဘူးမမေစာမတင်လို့ရှိရင်မမေကိုအန်ဒီဝိုင်းဖိန်ကစင်းရင်းကိုညှက်ကြမှာပေါ့မမေမှာတားတက်အောင်လို့ရှိနေတာကိုမမေစာတင်ဖို့မလိုပါဘူးမယောင်ယောင်တောက်ကြည့်တင်ရမယ်နော်ကဲတားတော့မမေအခုဖာတင်မှာဖူတော့တဘယ်ကနေစတင်ကောင်းမလဲအာဒါရွှေနိုင်ငံပလာဆောက်ဖူတော့ရွှေနိုင်ငံဖလုံးပေါင်းလေးတင်မယ်လေနော်ကဲဟုတ်ပါပြီတော့ဒါကတွေ့ထိုးရကောက်ဝါဖဲဟာထိုးရွှေတွေ့ထိုးရကောက်ဝါဖဲဝါဆွဲဟာထိုးရွှေဟာထူရွှေမေဒါနာငယ်နော်နာငယ်နာငယ်လုံးတင်ချောင်းဝင်ငတ်တာနိုင်နာငယ်လုံးတင်တချောင်းဝင်ငတ်တဲ့နိုင်ငတ်တာနိုင်ဒါငါရေးတီတီတင်ငန်းငါရေးတီတီတင်ငန်းရွှေနိုင်ငံမမေကတော့လိုက်တာမှန်လားတာရဲ့မှန်တယ်မမေအဲ့ဒါအစနဲ့ပြန်တင်မယ်လေနော်ဒါတော့ဒါသွေးထိုးရကောက်ဝဖဲဟာထိုးရွှေမမေဒါလည်းတိုင်အောင်ပြန်ဆုံးမယ်လေကဲဆုံးမယ်ပါဆောင်ရည်နဲ့တာပန်းဝိဆန်နှလုံးပေါင်းပန်းယေဒီပေါင်းနေပါပြီတားရဲ့ငါသားတင်ပေးထားတော့ကလေဒီမေထောက်လျှောက်ကိုပေါင်းနေရကျမတပည့်ကိုခေါ်ပါလားတကောအမေဘယ်မှာစပိတ်လာတော့မေတကောငါအိမ်ရောက်တပည့်ကိုခေါ်ကြလားနေဘာလို့ဆောင်းအောင်ရလဲဒီမှာတပိတ်နဲ့ခေါ်ရတယ်လို့နေကူလာမယ်ငါတပည့်တော့ပတ်ဆက်တော့လားခင်ဗျပေးလို့လားဘာပေးရမှာလဲနေကပေးလို့တော့ခေါ်ရတယ်လေကူလာမယ်တော့ဖန်တာပါတော့မဲမတော့တော့ပါဝါပြီကျမတပိတ်တော့ပါဝါပြီဟဲ့ငါကြီးထမိန်ခေါ်တာနေစောမမမကောင်းလို့ပါဟဲ့ပါဆိုင်လို့လေမေရဲ့အခုကျမငါညီခိုးစားတာဗာလေခိုးရတာဗာလေကျမမကောင်းလို့ပါဟုတ်လားဟုတ်တယ်လေအမေရှိတော့လေညီလေးငငယ်လေးအမလေးငါညီလေးတော်တယ်ငါညီလေးလောက်တာကောက်ပါတယ်ဆိုအခုကျတော့ငါညီခေါ်ရကြတော့ကျမအဖြစ်ပါလိုက်ရတယ်လေညီတော်လေမိုးတွေပါနေအောင်မင်းဘာလို့လုပ်နေရအောင်နေသားရဲ့အမေကမင်းကိုစိတ်ပူလို့လေဟာမိုးတွေပါနေအောင်မေရဲ့မဆောင်နေရပါဟဲ့ငါအမေလေးသားရဲ့ငါမင်းကိုစိတ်ပူလို့ထွက်ဆောင်နေတာပေါ့မေဒါကကလေးမဟုတ်တော့ဘူးလေလူကြီးဖြစ်နေပြီမေရဲ့ကလေးမဟုတ်လို့ငါပို့ပြီးစိတ်ပူတာပေါ့သားရဲ့ဟုတ်ပါပြီလားဟောဒါနဲ့မေရောဘာလုပ်နေမင်းပြလာတာကိုအမေစောင့်ရင်းနဲ့မနဲ့ရောင်းမဲ့ပန်းစင်းလေးရဲ့အကျွေးစင်းလေးရဲ့လှုပ်နေတာသားရဲ့ဟောငါမေကဘယ်ဆိုလို့လဲဒီနေ့တော့မှန်တားစစ်ပေးမယ်မေအမေ
ဒီရွှေနိုင်ငံဗလာစာအုပ်လေးကတားငယ်တော့အမေကိုဝယ်ပေးခဲ့တဲ့စာအုပ်လေးမလား ဟုတ်တယ်လေတားရဲ့ဒီရွှေနိုင်ငံဗလာစာအုပ်လေးကတားငယ်ငယ်တုန်းကမှုတ်ဖိုးလေးတွေစုပြီးတော့အမေကိုဝယ်ပေးထားတဲ့ပထမအဆုံးဗလာစာအုပ်လေးလေ စာရွက်တွေတော့အများကြီးကျန်နေတယ်ငါမေစာတေချာမလုပ်ဘူးနဲ့တူတယ် တားရဲ့အမေကဒီစာအုပ်လေးကိုကုန်အောင်မသုံးရပါဘူးတားရဲ့အမေမှလေချွချွတတာနဲ့မကုန်အောင်တေချာသုံးနေရတာတားရဲ့ပထမအဆုံးဝယ်ပေးထားတဲ့စာအုပ်လေးမဟုတ်လား ဟောမင်းကလည်းကိုရင်သားအမေကိုတိတ်ထဝယ်ပေးမှာပေါ့မင်း တားရဲ့အမေကအများကြီးလည်းမသုံးဖြစ်ပါဘူးပန်းစင်းရင်အကျွေးလေးတွေပဲအမေမှတ်တာပါတားရဲ့ဒီစာရွက်လေးတွေကုန်တဲ့အထိအမေနေရပါအောင်မလားတော့မသိပါဘူးတားရဲ့ မေ မေဘယ်လိုစကားကြီးပြောလိုက်တာလဲမေရဲ့ တားရဲ့လူတိုင်းကတေမျိုးတွေပါကြီးပဲတားရဲ့ မင်းကိုတနာပါဦး ခဏဒေါ်လေးမန်တွေဘာရှောက်ပြောတာ ငါလေးလိုက်မကြည့်ဖို့ပြောတာလေငါလည်းနေကြီးသမျှ ထောက်ကြပြီ ဟဲ့တန်းခင်ချီးပေးလိုက်ပါအေးညီကလည်းငါမီးလေးနည်းနည်းပါပါပွားတာဗော